ဘဲကိုကွဲချင်လို့ပဲဇာနာကိုကောက်ကြည့်တာ stand တွေရော flame shot တွေနဲ့ပါတွန်းထုတ်လာလို့အလိုက်တတိပြန်ထွက်လာလိုက်ရတယ်ဒီဗီဒီယိုကြည့်နေတဲ့မင်းတို့ရောပဲသူမအနားမှာမရှိစေချင်လို့အတင်းတွန်းထုတ်ပြီးဆိုရင်အလိုက်တတိကိုဘွားနဲ့ကိုနေလိုက်ကြတော့ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ Okay မင်းတို့ကောင်တွေတတိထားမိလားတော့မသိဘူးဒီမဲ့ဒါ RAM မှာခိုးချမ်းနေတာသခင်ကြီးပဲ Battery Fine နဲ့ Experience လိမ့်ဆိုရင်ပိုကောင်းပြီမဲ့ငါဒီပွဲမှာကြံခဲ့ပဲသွားလိုက်တာကွာငါတို့ရဲ့ hero player stand ဆိုလို့တေချာမပါတဲ့အချိန်မှာဟိုဘက်ကြံခဲ့ Fanny ထုတ်ချလာတော့စိတ်ပူပါတယ်စမ်းရင်ကင်ပြီးတော့ objective မရရင်တိတ်ခါကြလို့တာတယ်ပေါ်နဲ့တခါလေးပြေးလို့ပေးလိုက်တယ်ငါတာတယ်လောက်နေတော့ငါတို့ဘက်ကတော်တော်ကောင်းတဲ့ position နဲ့ backline control ကြောင့်မလို့ first တာတယ်ရလိုက်တာပေါ့ပေါ့ပါပါပဲဒီနေရာမှာ damage ဆန်းချင်လို့ clone နေနဲ့ပြေးရတာ Roger Scale 1 3တာနဲ့ကိုက်ပြီးတော့ immune ခံရတယ်လို့ဖြစ်သွားသေးရဲ့ကွာ4 မိနစ်ရောက်နေပြီ hero key ကတကောင်းမှမရသေးဘူးဘဲကိုကွဲချင်လို့ပဲဇာနာကိုကောက်ကြည့်တာ stand တွေရော flame shot တွေနဲ့ပါတွန်းထုတ်လာလို့အလိုက်တတိပြန်ထွက်လာလိုက်ရတယ်ဒီဗီဒီယိုကြည့်နေတဲ့မင်းတို့ရောပဲသူမအနားမှာမရှိစေချင်လို့အတင်းတွန်းထုတ်ပြီးဆိုရင်အလိုက်တတိကိုဘွားနဲ့ကိုနေလိုက်ကြတော့ဘောင်ဝင်ဖြစ်နေတဲ့သခင်ကြီးဘွားပြန်ပြီးတောက်ပလာတော့ဒီဘဲတယ်ပဲမမဲမြင်ရအကုန်ဝင်ရိုက်လိုက်တာ triple K ငါတာတယ်လောက်တာပြီးခါနီးမှာစောနာငေါ့ကိုပလီဝါတဲ့ဗဇာနာငေါ့တဖန်ပြန်လာပလီးချင်တာအဲ့ကောင်မရဲ့ stand တွေအကုန်လုံးအလှလေးအင်မြူပြီးတော့ဘွားပါပြောင်းပေးလိုက်တယ်ဒီညမှာလဲထက် try တာထက်သွန်းထုတ်ခံလိုက်ရတယ်မင်းတို့လည်းတစ်ခါသွန်းထုတ်ခံရပြီးရင်ထက်မသွားချင်နဲ့နောက်တစ်ခါထက်နာကျင်ရလိုက်မယ်ဆင်းပြေလား stand မှာပါတဲ့ငါတို့တင်လုံးကို Fanny ကပြောကြီး cable span ချင်တာထက်တာငါတို့ fan S တဲ့အရာထိုင်ဟီးနေတော့ Fanny cable တွေကတီခွင်းနဲ့လာပြစ်နေတယ်လို့ပဲတွေးဦးမရောမိမတွေကိုစိတ်ကုန်နေတဲ့တခင်ရှိမှဂျူလီယန်ကိုကုတ်ခွာပြီးပျော်ပါနေတဲ့ခင်ဒီတာထွန်းတို့အသွဲကိုလည်းဝယ်ရင်တော့နဲ့ပြေးရိုက်ပေးလိုက်တာစိတ်နွားတယ်ဝယ်ဇာနာကဒီမှာငေါ့တခါတည်းတက်လိုက်လို့ရတာအောင်မတက်ဘူးဝါအောင်ပလေးပြီးနောက်ဆုံးမှတက်သွားတာဒါလို့ဆိုရင်မိမတွေမကောင်းတာမင်းတို့တွေတဘောပေါက်လောက်ပြီပေါ့ဒီဘက်တော့မှကြည့်လိုက်ရှေ့ရခဲ့တဲ့ trauma နဲ့တခင်ကြီးကတားခဲ့အိမ်နာတော့မမှန်တော့ဝယ်ဇာနာဆိုတဲ့ကောင်မလည်းတဘောအလုံးဒုက္ခလိုက်ပေးနေတာ Estate Heavy လို့သွေးပြန်ပြေသွားတယ်မြစ်လိမ့်မှာကျိုးပြောင်းနေတဲ့ Fanny ကိုပြေးပြက်ပြီးလော့ပါယူပေးလိုက်တယ်ငါတို့တင်လုံးဝယ်ဇာနာကိုဘလောက်မုန်းလဲဆိုဒီနေရာမှာစွန်ကြီးဝိုင်းလောင်းတာမြင်လို့တော့မကောင်းနောက်ဆုံးဘက်တော့ damage ဆောင်ရန်ထွက်နေတဲ့မီယာပဲပေးပစ်လိုက်ပြီးတော့ငါတော့ဖျက်ရှောက်နေရနေပဲတရုပ်ဆောင်ပြီးတော့ပွဲကိုအန်ပေးလိုက်တယ်